အားလုံးပဲမင်္ဂလာပါfootball day တဲ့ channel ကနေပြောညီတို့အားလုံးပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့က Roman Body နဲ့ goal ပေါ်တင်ပေးခဲ့တာကျွန်တော်ရဲ့ video ကိုကြည့်လိုက်ရတဲ့ brother တွေအနေနဲ့ရလိုက်မယ်လမ်းလိုက်မယ်လို့ကျွန်တော်တင်တယ်ကျွန်တော် Telegram channel မှာချပေးခဲ့တဲ့ပွဲတိုင်းဟာလည်းအဆင်ပြေခဲ့တာကိုတွေ့ရတယ်ဗျဒါကြောင့်မလို့ကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးတဲ့ညီကိုတွေရှိရင်လာရောက် join လို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပြစေခင်ဗျ Okayဒီနေ့ညမှာကစားသွားမယ် Premier League ပွဲစဉ်တွေက100% အနိုင်ရစေမယ်ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ကနေပဲရွေးချက်သုံးသက်ပေးမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီပွဲလေးကတော့ Arsenal အိမ်ကွင်း Emirates မှာကစားသွားမယ် Arsenal နဲ့ Aston Villa ပွဲစဉ်ပဲဖြစ်ပါတယ်ပေါင်ချစ်ကတော့ Arsenal ကနေပြီးတော့တစ်လုံးကို40ချုံပေးထားတယ်ဗျကိုပေါင်းလေးနေကတော့3လုံးကို90နိုင်ပေးထားတာကိုတွေ့ရတယ်ဟဲ့ရအာဆင်နယ်က Aston Villa ကို18ပွဲနိုင်2ပွဲသေးနဲ့10ပွဲရှုံးနိုင်ထားတာကိုလည်းတွေ့ရတယ်အာဆင်နယ်တို့အနေနဲ့နောက်ဆုံး9ပွဲမှာ4ပွဲအနိုင်ရရှိထားပြီးတော့ EFL ဖလားပွဲစဉ်တုန်းကပဲလေးကိုပက်နယ်တီနဲ့ဖျက်ကျော်ခဲ့တယ်ဗျဗီလာတို့ကတော့နောက်ဆုံး9ပွဲမှာ9ပွဲဆက်အနိုင်ရရှိထားလို့အိမ်ဝင်းဗီလာဘက်မှာလည်းအာဆင်နယ်ကို 2-1 ဆိုတဲ့ရလက်နဲ့အနိုင်ကစားထားတာကိုတွေ့ရတယ်ဒီပွဲဟာမှော်ဝင်ဆန်းပြတဲ့တော်ဝင်ဂန်နာတို့ရဲ့ Emirates ကွင်းမှာမီခဲအာဒီတာအနေနဲ့နိုင်ကိုနိုင်ရမယ်ပွဲလို့လည်းကျွန်တော်ကမြင်တယ်တခုပဲရှိတယ်ဗျဒီပွဲမှာခြေတိုင်းဆိုရင်တော့ 2-1 1-0ဆိုတဲ့ရလက်တွေနဲ့ပြီးသွားနိုင်ခြင်းများနေတယ်ပွဲချက်ကလားပွဲပန်းမှုတွေကြောင့်နှစ်သင်းလုံးအနေနဲ့အများဆုံးထွက်ပေါ်နိုင်တဲ့ရလက်လည်းဖြစ်တယ်ဗျဒီလောကလုံးကတော့ Aston Villa မှ Villa နှစ်သက်ကြလိမ့်မယ်လို့ထင်ပေမဲ့ကျွန်တော်ကတော့ no ပါကျွန်တော်ကတော့ Ghana တို့နဲ့အတူရက်တည်ခြင်းတယ် Arsenal body ကိုပိုကြိုက်တယ်ကိုပေါင်းလေးရဆိုရင်တော့ကိုပေါက်လေးရွေးချက်ပေးလိုက်ပါတယ်ဗျ။ဆုံးလေးကြည့်သွားပေးတဲ့အတွက်ညီတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ဘွယ်ကောင်းလေးမောင်နှက်လေးလည်းတင်ဆက်ပေးတော့မှာမဟုတ်လို့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားပေးကြပါဦးဗျ။